ဒီလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့ဘာပြောချင်တယ်လဲဆိုတော့ကျမတို့လူသားဆန်ရတာ human right ရှိရတယ်ကျမတို့အများကြီးနစ်နာအခုဒီမှာပျက်စီးဆုံးရှုံးမှုဖြစ်တယ်လူ18ယောက်တည်တယ်ထိခိုက်ဒဏ်ရာရတဲ့လူအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီဘုံကျဲမှုကိုလုတ်ခဲ့တဲ့လေရင်အဲ့ဒီနေ့ကပဲပြတ်ကျပြီးတော့လေရင်မှုကိုကျမတို့ကတုံပန်းဖြစ်ပဲဖမ်းမိနေပါစေဦးတော့ကျမတို့ဒီလက်တွေနဲ့သူတို့ကိုစိတ်ကူတာပေးရအောင်မယ်သူတို့ကိုလည်းအစာလေးကျွေးရအောင်ဒါကျမတို့လူသားစာနာတာအတွက်ကျမတို့လူအခွင့်အရေးအတွက်ကျမတို့ဘက်ကနစ်နာတာပါကလေးသူငယ်တွေများစွာသိကြရတယ်ဒီလိုဆုံးရှုံးပြက်စီးတဲ့စာတင်ချောင်းကလေးသူငယ်တွေအဲ့ဒါတွေလောက်တာအတွက်ကျမတို့ကိုဘယ်သူမှမကူချင်ပေးနိုင်တော့ဘူးလားကျမတို့မှလူသားစာနာတာကျမတို့အများကြီးနစ်နာအဲ့ဒီအတွက်လည်း human right လို့အော်မနေနဲ့နိုင်ငံတကာကကျမတို့ကိုကူညီပေးပါဦးအဲ့လိုဖြစ်အောင်လို့ကျမတို့ဘလောက်တောင်ထပ်ပြီးပြက်စီးဆုံးရှုံးပေးအောင်ဘလောက်တောင်အသက်တွေရင်းပေးအောင်ပါလေကျမတို့ကလူသားစာနာဒီမိုကရေစီယဉ်ကျေးမှုကိုလိုက်နာအဲ့ဒီအတွက်ကျမတို့ဆုံးရှုံးရမှုတွေအတွက်ဘသူကရောကျမတို့ထက်တွက်ပေးပါလေကျမတို့ကလေးတွေကိုဆုံးရှုံးတာများလာပြီဘာမှလက်နက်ကင်လည်းမဟုတ်ဘဲနဲ့ဒီတိုင်းကလေးတွေအသက်ဆုံးရှုံးရတာစာသင်ကျောင်းတွေပြက်စီးရတာတိုင်းလူပြည်သားချင်းဖြစ်တဲ့ဆယ်ထဲမှာကျမတို့ဒီလိုဖြတ်အားဖြင့်နဲ့လေရင်တွေတုံးတာလက်နက်တွေတုံးတာအဲ့ဒီအတွက်ဘသူကမှဘာမှပြောမနေနိုင်တော့ဘူးလားပြောပေးနိုင်တာလည်းမရှိတော့ဘူးလားတက်နိုင်သူများကုညင်ထန်တဲ့လူတွေကုညီပေးပါဦး human rights democracy ယဉ်ကျေးမှုဆိုတာတွေအတွက်ကျမတို့အတွက်တစ်ချက်လေးလောက်တော့နေ့အကြည့်ပေးကြပါအောင်လို့ကျမကတော့ပြောချင်နေရှင်